ကဲမင်္ဂလာပါခင်ဗျာအင်္ဂလိပ်စာလည်းသင်ပေးမယ်သတင်းလည်းသင်ပေးမယ်ဆိုတော့အစီအစဉ်ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ခင်ဗျာကဲဒီနေ့သင်ပေးမယ့်အကြောင်းအရာကတော့ဘောလုံးမှာတွေ့တဲ့အတိုင်းပဲနော်ပထမဆုံးတစ်ခုကမိုက်မဲတယ်ဆိုရင်အင်္ဂလိပ်လို stupid မိုက်မဲတယ်တုံးတယ်ပေါ်တယ်အားတယ်ပေါ့ဗျာအင်္ဂလိပ်လို stupid အဓိပ္ပာယ်မရှိတာဗျာအင်္ဂလိပ်လိုဘယ်လိုပြောလဲ silly ဥပမာ that is silly အခုကမိုက်ယူရဲတယ်ဆိုရင်အင်္ဂလိပ်လို foolish ညံနေတယ်အားတယ်တုံးတယ်ပိန်းတယ်ဆိုရင်အင်္ဂလိပ်လို damp ယူတူတယ်ဆိုရင်အင်္ဂလိပ်လို crazy you are crazy မင်းယူတူတဲ့ကောင်ပဲမတော်တဆလောက်တာတယ်တောင်းကျမ်းတယ်ဘာညာဆိုရင်အင်္ဂလိပ်လို clumsy မသေးချာမကြေချာဖြစ်တယ်ဆိုရင်အင်္ဂလိပ်လို careless အမေ့လွယ်တယ်ခဏမေ့တယ်ဆိုရင်အင်္ဂလိပ်လို forgetful ငပြင်းတယ်ဆိုရင်အင်္ဂလိပ်လို lazy နေကွေးတယ်ဆိုရင်ဖြစ်လဲ slow ထူးဆန်းတယ်အင်္ဂလိပ်လို weird ကလေးဆန်တယ်တငင်နာပေါ့နော်ကလေးဆန်တယ်ဆိုရင်အင်္ဂလိပ်လို childish မရင်ကျက်တာကိုအင်္ဂလိပ်လို immature အလွယ်ယုံတယ် naive ဒါမှမဟုတ်ဆိုလို့ရှိရင်အတွေ့အကြုံမရှိဘူးเนาะအင်္ဂလိပ်လို naive စုပ်ထွေးတယ်ဟုတ်လားနော်ခေါင်းစုပ်ထွေးတယ်ဆိုရင်အင်္ဂလိပ်လို confused မတက်မတာဖြစ်တယ်တုံးဆုပ်ဖြစ်တယ်ဆိုရင်အင်္ဂလိပ်လို awkward ပြီးတော့ရည်စရာကောင်းတယ်ဆိုရင် ridiculous အဓိပ္ပာယ်မရှိလိုက်တာကွာအဓိပ္ပာယ်မရှိတာအင်္ဂလိပ်လို nonsense အမှားကိုအင်္ဂလိပ်လို mistake ပြီးတော့အမှားနောက်တစ်ခုကအင်္ဂလိပ်လို error okay ကြိုက်တယ်မဟုတ်လားကဲဒီသင်ခန်းစာကိုလေ့လာရတာအဆင်ပြေတယ်ကြိုက်တယ်နှစ်သက်တယ်ဆိုလို့ရှိရင် like and share လုပ်ထားပေးရဖို့မမေ့ပါနဲ့ okay all right see you guys next time